တင်သိပါသလားလူသားတွေရဲ့ကံကြမ္မာကိုကြေတာယာတွေနက္ခတ်တွေနဲ့တွက်ချက်နိုင်တဲ့ဆိုတဲ့လှုပ်ဝက်ချက်ကိုလွန်ခဲ့သောနှစ်ပေါင်း9000ကျော်မက်ဆိုပိုတေးမီးယားယဉ်ကျေးမှုတွေကစတင်ခဲ့တာပါဒါဟာဗေဒင်ပညာရဲ့စတင်ခြင်းတင်မကပဲစัจ java နဲ့လူသားတွေကြားကပထမဆုံးသောဆက်သွယ်ရေးမြေပုံကြီးလည်းဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့တွေဟာဘေးရင်တွေကိုဟောကိန်းတစ်ခုအနေနဲ့သိကြပါတယ်ဒါပေမဲ့မက်ဆီပိုတေးမီးယားပညာရပ်ဟာဟောကိန်းတသက်မဟုတ်ပါဘူး၎င်းဟာကဘာဦးနက္ခတ်တာယာတွေရဲ့အားကောင်းတဲ့စွမ်းအင်တွေကိုအသုံးချပြီးတင့်ဘဝရဲ့ဖြစ်တည်မှုနဲ့အောင်မြင်မှုလမ်းကြောင်းတွေကိုတိတိကျကျပုံဖော်ပေးနိုင်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်ကျွန်တော်ကဒီမက်ဆိုပိုတေးမီးယားနက္ခတ်ပညာနဲ့တဲရွန်ဝစ်ဒမ်လီနိုမန်ကတ်ကလေးများကိုပေါင်းစပ်ပြီးတင့်ရဲ့ပိတ်ဆို့နေတဲ့ကံလန်းကြောင်းတွေကိုရှင်းလင်းပေးမယ် Royal Blueprint ဝန်ဆောင်မှုကိုစတင်လိုက်ပါပြီဒီပညာဟာတင့်ရဲ့ငွေကြေးစီးပွားရေးအချစ်ရေးပညာရေးနဲ့ကျန်းမာရေးကိစ္စတွေမှာဘယ်အချိန်ဟာအခွင့်အလမ်းလဲဘယ်အချိန်ဟာသတိထားရမလဲဆိုတာကိုရေဒီယိုလိုင်းနှုံးလို့တိတိကျကျဖမ်းယူပေးမှာပါဒါဟာအစပဲရှိပါသေးတယ်ရှေ့လျှောက်ဗီဒီယိုတွေနဲ့ယာဒီခွင်တွေဇိုရီယာ12ခုနဲ့မက်ဆိုပိုတေးမီးယားအဟောတွေက ကဘာဦးဂျူတွေရဲ့တက်ရောက်မှုတွေကိုတစ်ခုချင်းစီအသေးစိတ်ဖော်ထုတ်ပေးသွားမှာမို့ဒီဂျာနီကိုကျွန်တော်နဲ့အတူလိုက်ပါဖို့ follow လုပ်ထားလိုက်ပါမိမိရဲ့ဇာတာကိုအသေးစိတ်စစ်ဆေးချင်တာပဲဖြစ်ဖြစ်နေ့စဉ်ရက်ကောင်းရက်မြတ်လမ်းညွှန်ချက်တွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ Telegram Channel မှာအခမဲ့ဝင်ရောက်လေ့လာ Channel link ကိုဘိုင်းဦးမှာချပေးထားပါတယ်ဗျအခုပဲ join လိုက်ပါ